စနေလေးတနင်္ဂနွေလေးရုံအားရလေးအားကမှပဲနေ့လည်နေခင်အိပ်ရတော့တယ်တပတ်လုံးရုံတက်နေရတာစနေတနင်္ဂနွေလေးအားမှအိပ်ရတာနေခင်လေးအိပ်လိုက်အောင်ပါပဲကြိုက်တဲ့ထက်ကဝယ်ပါတိုက်ကြီးတစ်ပြည့်စီမူလလက်ဟောက်အင်ကြီးအကယ်ဒမီကိုအမည်ပြောင်းလိုက်တော့တိုက်ကြီးတစ်ပြည့်စီတွေရမယ်တိုက်ကြီးတစ်ပြည့်စီတွေရမယ်အမွေတပင်ကျွတ်သလားတပင်ကျွတ်သလားတပင်ကျွတ်ရင်တစ်ချောင်းနဲ့လဲပေးမယ်တစ်ချောင်းနဲ့လဲပေးမယ်ကျုံတို့တစ်ပြည့်စီတက်မမွေမကျွတ်ဘူးကျွတ်မဲ့ကျွတ်တပြုံလုံးကျွတ်မှာတိုက်ကြီးတစ်ပြည့်စီတိုက်ကြီးတစ်ပြည့်စီခမရတစ်ပြည့်စီကဟိုးအဝေးမှာသွားရောက်လို့မရဘူးလားဒီမှာဒီလမ်းကျုပ်လမ်းပြဖောက်တယ်လားဖောက်တယ်လမ်းနေပါနေစမ်းမှာကျုပ်အိတ်နေတဲ့ခေါင်းချင်းမှာလာရောက်ရလားဩဖောက်တယ်လမ်းဆိုတော့လေအားလုံးကြားအောင်ဩရတာပေါ့ဗျာတိုက်ကြီးတစ်ပြည့်စီဈေးမများပါဘူး300ခွဲ300ခွဲတစ်ချောင်းမလား300ခွဲ300ခွဲအမလေးဟရီလိုရောင်ကြီးအဲ့မှာရောင်ကြီးအေးပါ300ခွဲအိတ်ကောင်းတယ်ရော့300ခွဲရော့300ခွဲပေးโอเคသွားတော့ကောင်းတယ်နော်သွားပါအမွေးတစ်ပြင်ကျွတ်ရင်တခြားတော့ဟိုးပဲထိတ်ပါသွားရောက်နောက်ဘက်ကျွန်တော်ပြန်လာရင်အဲ့ဒီကျွတ်တဲ့မွေးကျွန်တော်ပြန်ပေးရင်တော့ကျွန်တော်ပြန်လဲပေးလဲမပေးဘူးလာလဲမလာနဲ့သွားတော့ဟုတ်ကဲ့တိုက်ကြီးတစ်ပြည့်စီတိုက်ကြီးတစ်ပြည့်စီအခုသွားမယ်နော်သွားမယ်နော်တိုက်ကြီးတစ်ပြည့်စီနေ့လေနေအားလို့အိပ်ရမလားအောင်မေးတယ်ခေါင်းရင်တစ်ပြည့်စီလာရောက်တဲ့လူနဲ့ငါတွေ့ရစိတ်ကြီးရငါပြောင်းအိပ်ဒီဘက်ခေါင်းရင်လုံးအိပ်စေရမယ်ဗီတာမင် A to Z ထမင်းချက်စားကြည့်အားရှိသွားမယ်မီးသွေးစားတာဗီတာမင် A to Z ရမလားထမင်းချက်ကြည့်မီးသွေးနဲ့ထမင်းချက်ကြည့် A to Z အကုန်ပါတယ်နော်လိုချင်ဝယ်ထားဈေးမများဘူးလိုမလိုက်ဝယ်ဈေးများမယ်23ရက်ဖောက်တယ်ဈေးရှောက်လည်းမမင်းနဲ့ဂျုံလုံးဝယ်ထားဈေးမများဘူးအောင်မကြော်ညာနေတာနေတတ်မဟုတ်မီးသွေးကိုဒီပြည့်နေရာသွားရောင်းလို့မရဘူးလားအဲ့ဖောက်တယ်လားဖောက်တယ်လားတိတ်ဘယ်လောက်လဲ23 23ရက်ဟုတ်ကဲ့မစစ်ဘူးဟုတ်ကဲ့နော်မစစ်ဘူးမစစ်ပါနဲ့ဟုတ်ကဲ့မစစ်ဘူးရော့23ရက်ဟုတ်ကဲ့တပြားမှမစစ်ဘူးသွားတော့ကျွန်တော်မီးမပေါက်ဘူးခင်ဗျစိတ်ချတော့မီးမပေါက်ဘူးနော်ကျွန်တော်ပေါက်ဘူးမပေါက်ပါဘူးမီးမပေါက်တာတွေပါမလို့ချင်ဘူးလာလဲမလာနဲ့နောက်တစ်ခါလဲဘယ်တော့မှမကြားချင်ဘူးဒီအသားဟုတ်ကဲ့တတ်မြတ်ကိုသွားဟုတ်ကဲ့ဟိုကျွန်တော်နောက်6လလောက်ကြာရင်ကျွန်တော်ပြန်လာအောင်ပါတော့နော်အဲ့ကြရင်လိုရင်မှာလိုက်ပါကျွန်တော်သင်္ဘောစီးလုံးလဲရပါတယ်မီးသွေးအိတ်နဲ့ရိုက်တဲ့လူလဲတယ်နော်မှတ်ထားသွားဟုတ်ကဲ့အခုသွားမယ်နော်သွားလို့ပြောနေတာသွားမယ်တော့လို့အိမ်မယ်ပါဗျာတခုအိမ်မယ်ပြန်လာပြန်ပြီဒါနောက်တစ်ခုအိမ်မယ်ပြန်လာပြန်ပြီလားနေ့လေနေ့လေးအားလို့အိမ်ရမလားမှတ်ပါတယ်ဟာလေလေးစားရှိခင်ရပါတော့လုံသားပြည်သူများအထွန်းမျော်လင့်နေကြတဲ့အောက်ထွန်းလေးတို့လာပါပြီအောက်ထွန်းလေးဟာဆိုလို့ရှိရင်မိဘပြည်သူများကိုအိမ်နာရောက်လာရောက်ပြီးတော့မှအခုလိုသိန်းစုကြီးများနဲ့မိတ်ဆက်ပေးခဲ့တာဆိုလို့ရှိရင်လည်းအချိန်ချင်းပဲရှိပါပြီခင်ဗျာပြီးခဲ့တဲ့အောင်မလေးသိန်းစုဖွင့်ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သိန်းစုက5စု9000စုက6စု1000စုက10စုတခြားဆိုင်တွေကပေါက်သွားပါလေအဲဒီတော့တနေ့ကနေမှအပြင်းဖြေးပြီးတော့မှအိမ်ထဲမှာအိမ်နေမယ်သားဟောဒီကအောင်ထွန်းလေးစီမှာလာရောက်ပြီးတော့မှထီထိုးလိုက်ကြပါကန်တန်းလိုက်ကြပါအတိတ်ကိုတွေးမနေပါနဲ့ပြစ်စုံပန်းမှာထီထိုးလိုက်မှအနာကမှချမ်းသာမယ်အဲဒီတော့ထီထိုးလိုက်ကြပါကန်တန်းလိုက်ကြပါဟောနောင်ကြီးထီထိုးမလားခင်ဗျာဒုံးနဲ့ပဲထိုးမယ်ဟာမလုပ်ပါနဲ့ဒုံးနဲ့ပဲထိုးမယ်ဟာလုပ်ပါထီလေးတော့ထိုးလိုက်ပါဆရာရဲ့နေ့လည်းနေကြီးဟိတ်တာဒီပြစ်လမ်းသွားရောက်ကြမရှိဒီမှာမှလာရောက်ရသလားဒီလမ်းလေးကရောင်းကောင်းနေဆရာရဲ့ဒီမှာကြည့်လားနံပါတ်ခင်းဘယ်လောက်လာလဲဝိုင်းနေတာပဲပုံနှိပ်ထားတာနော်
ဘလောက်လဲတစ်ဆောင်ဘလောက်လဲ တစောင်းကျွန်တော်ဈေးရင်တိုင်းခင်ဗျနှစ်ကြက်နဲ့တမ နှစ်ကြက်တက်မဟုတ်ကဲ့အဲ့ဒါဘယ်နှဆောင်ရှိလဲ အဲ့ဒါ ၄ဆောင်ရှိတယ်ခင်ဗျ 30ဖို့ ဟုတ်ကဲ့ မစစ်ဘူးဟုတ်လား ဟုတ်ကဲ့ကျေးဇူးတင်ပါလေ ရော30ဟာကျေးဇူးပါပဲ သွားတော့ ကျေးဇူးတင်လေရောသိစုကြီးဆဲကပြန်ပေါက်ပါစေ မပေါက်ပါသွားတော့ တကယ်သိစုပေါက်ပါပါဟောနောင်ကြီးကျွန်တော်ထီပေါက်ရင်လာအကြောင်းကြားမယ်နော် အကြောင်းလည်းမကြားနဲ့ပေါက်မှလည်းမဟုတ်ဘူးသွားတော့စိတ်ညစ်တယ် ဟောနောင်ကြီးထီပေါက်စင်လေးကိုပို့ပေးအောင်မလားယင် ပေါက်စင်လည်းမပို့ပေးနဲ့အဲ့ဒီဒီလက်မှလည်းပြန်ရင်လွတ်ပြလိုက်တော့မှာဟုတ်ကဲ့စိတ်အိမ်မမကြားလို့အိမ်မကြားနဲ့တရားကောင်းရောက်လို့အိမ်မကြားနဲ့တရားကောင်းရောက်လို့လာပြန်ပြီတည်းစီးတယ်လာပြန်ပြီဟောဒီမှာမိသွေးလာပြန်ပြီဟောဒီမှာထီလက်မှဒီတကားလာလို့တော့ဓာတ်နဲ့ကိုခုတ်ပြင်မယ်အကုန်လုံးအိမ်မမကြားရေလိုင်းခပ်ပန်းတင်ရွယ်ကျွေလံရေငယ်မြေတံရပြန်တော်လေမောက်ဟာပဲသတိရနီဇာယီဇာတရားဒီတယောက်တစ်မျိုးစီတနေစီနေရတော့လေလီလာရှုစုပါမောယာမြတ်ကျွညူကြရာတော့မှာခဏကွန်းခုလာတော့ခါကွင်တူးနေတူမိတ်ဆွေပေါင်းတင်ဖြစ်သွားရတာတွေ ဘာကြီးလဲဟာ ဇာပြင်းနေတာလေလို့ဇာလည်းတကယ်ပဲ ဘာသားလဲတကယ်ပဲလေဘာကြီးလဲ မြောင်းလဲလိုက်နောင်နီနော် ကွာကွဲအိမ်တော်လဲလာနိုးသေးတယ်ဗျာ ပြင်းနေတာလေလို့ရှောက်သီးစီးပြားမွေတော့လာရင်ဇာ မဝယ်ပါဘူးရှောင်းသေးသေးရနဲ့မဝယ်ခွဲမနဲ့ဝယ်ဘူးသွားတော့ ဇာလေစိနေတာပဲနော်သူပြင်းနေတာလေလို့ငွေဦးလားလို့ဆိုမွေဦးလားရင် မဝယ်ဘူး ငွေတော့ဖက်နာလိုက်တော့လေ